အားလုံးပဲမင်္ဂလာပါ International Miracle Maker Chess ဘန်ကောက်ကနေပြီးတော့မှအားလုံးကိုကြိုဆိုလိုက်ပါတယ်အသင်းတော်ရဲ့အပတ်စဉ်ဝတ်ပြုကိုးကွယ်ခြင်းစီစဉ်ကိုအပတ်စဉ်တနင်္ဂနွေနေ့လယ်တနာရီမှာဘန်ကောက်မြို့ပရာတူနားမှာရှိတဲ့ Novotel Bangkok Platinum ခမ်းမမှာကျွန်တော်တို့ပြုလုပ်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ယန်ဒီရဲ့ဝင်းမှာရှိကြတဲ့ယုံကြည်သူမိသားစုဝင်ညီကောင်မအရောက်ချင်းစီတိုင်းကျွန်တော်တို့နဲ့တူတူကလာရောက်ကိုးကွယ်ဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်အသင်းတော်ကိုဘယ်လိုလာရောက်ပါအောင်လုပ်ရမလဲဆိုရင်တော့အကယ်၍သင်ဟာဘတ်ကားနဲ့လာမယ်ဆိုရင်တော့ကျွန်တော်တို့ဘတ်ကားနံပါတ်တွေ2 73 14 54 83 83A 94 89 89 204 504 505 A3 တို့ကိုစရှင်းနံပါတ်တွေကိုစီးနေလိုက်ပါပြီးတော့မှကျွန်တော်တို့ Central Wall မှာတိုင်မှာကျွန်တော်ဆင်းပြီးတော့မှဒီတွေ့ရတဲ့တရားတွေမှာကျွန်တော်9မိနစ်လောက်လမ်းရှောင်နေဘုရားကျောင်းကိုရောက်ရှိမှာဖြစ်ပါတယ်ရထားနဲ့လာခြင်းတဲ့သူတွေအတွက် BTS Green Line နဲ့ဆိုရင်ချစ်လုံ station ကနေဆင်းလာရမှာဖြစ်ပါတယ်ပြီးရင် exit ကနေထွက်လာရမှာဖြစ်တယ်ပြီးကျမတို့ Gay Zone Village ထဲကိုဝင်လာပြီးတော့ဒီဓာတ်လေကားအတိုင်းကိုတက်လာရမှာဖြစ်တယ်ပြီးကျမတို့လမ်းညွန်ဆိုင်ပုံမှာပြတဲ့အတိုင်း Award ဆိုတဲ့အတိုင်းကိုကျမတို့ရှောက်လန်းရမှာဖြစ်တယ်ပြီးကျမတို့ Center Wall ဘက်ကိုကျမတို့မခွေပဲနဲ့ညာဘက်ချမ်းမှာ Platinum Mall ဘက်ကိုကျမတို့လာရမှာဖြစ်တယ်3မိနစ်လောက်လမ်းလျှောက်လာရပြီးပြီဆိုရင်ကျမတို့ဒီဆက်လေကားအတိုင်းကျမတို့ဆင်းလာပြီးတော့ကျွန်တော် Starbucks Coffee ဆိုင်ကိုတွေ့ရမှာဖြစ်တယ်ပြီးကျွန်တော်ဒီ Starbucks Coffee ဆိုင်ဘေးကနေပြီးတော့ဝင်လာရမှာဖြစ်ပါတယ်ကျွန်တော်တို့လေနဲ့လာရောက်ပေါအောင်မယ်ဆိုရင်လည်းကျွန်တော်လေကိုစီးလာပြီးတော့မှကျွန်တော်တို့ Platinum Pier လေစိတ်မှာကျွန်တော်ဆင်းပြီးတော့မှလာရောက်ပေါအောင်လို့ရပါတယ်ဒီလောက်ဆိုရင်အားလုံးပဲလာသက်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်ပတ်စင်တိုင်းဘုရားခင်ကြီးမစွာပိတ်သိမ့်တဲ့အသုံးပြုနေတဲ့ဆရာဆရာမများနဲ့အတူတူကလာရောက်ချင်းဝါကိုးကွယ်ရင်နှုတ်ဘတ်တော်ခံယူဖို့အတွက်ရောက်ချင်းတိုင်းကိုဖိတ်ခေါ်ပါတယ်အားလုံးပဲတင်းနေနေမှာပြန်လဲဆိုပေးကြရအောင် God bless you all